ဖះကလူတိုင်းကိုသုံးချင်ပေမဲ့လူတိုင်းကိုဖះသုံးလို့မရဘူးဖြစ်တယ်ဖះကလူတရားကိုချီးမြှောက်အသုံးပြုတော့မယ်ဆိုရင်ဖះခင်စစ်ဆေးတဲ့အရာတွေရှိတာဖြစ်တယ်ကျမ်းစာထဲမှာဖះခင်ကြီးမားစွာချီးမြှောက်အသုံးပြုတဲ့လူတွေများစွာရှိတယ်သူတို့မှာဘာမြင်တွေ့ရလဲဆိုဝိညာဉ်ရေးရာမှာတူညီတဲ့လက္ခဏာတွေကိုမြင်တွေ့ရတယ်အဲ့ဒီအထဲမှာအချက်တစ်ချက်ကိုဒီနေ့မှာကျွန်မပြောပြသွားခြင်းနဲ့အဲ့ဒီအချက်ကဘာလဲဆိုရင်နှိမ်ချခြင်းဖြစ်တယ်နှိမ်ချခြင်းနဲ့ပတ်သက်ပြီးတော့ကျွန်မတို့သူကကြည့်ရအောင်ယာကုပ်အခန်းကြီး4အငယ်30မှာဖះသခင်ရှေ့တော်၌ကိုနှိမ်ချကြလော့တို့ပြုလင်တင်တို့ကိုချီးမြှောက်တော်မူလိမ့်မည်တဲ့ကျမ်းစာထဲမှာပြောထားတယ်ဆိုဖះရှေ့မှာနှိမ်ချပါတဲ့တို့ပြုမှဖះကတင့်ကိုချီးမြှောက်မယ်နှိမ်ချခြင်းဆိုတာကဖះတင့်ကိုတုံးလို့ရဖို့တဲ့အရေးကြီးတဲ့ခန္ဓာတစ်ခုမှာပါဝင်နေတာဖြစ်တယ်ဒါကြောင့်အတ္တတာထဲမှာနှိမ်ချခြင်းကအရေးကြီးတယ်နှိမ်ချတယ်ဆိုတာကစိတ်တဘောအတွေ့အခေါ်ဖြစ်တယ်အဲ့တော့နှိမ်ချတယ်လို့ပြောတဲ့အခါမှာကိုအထင်သေးတဲ့အရာငါမလုံးနိုင်ဘူးငါတန်ဖို့မရှိဘူးငါမတတ်နိုင်ဘူးလို့မြင်ခြင်းမဟုတ်ဘူးဖြစ်တယ်နှိမ်ချခြင်းဆိုတာကဖះသခင်ရှိမှာကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ကိုသိခြင်းဖះသခင်ရှိမှာကိုယ့်ရဲ့နေရာအမှန်ကိုသိပြီးတော့ဖះကိုမိကိုအားကိုးတတ်ခြင်းနာခံတတ်ခြင်းဖြစ်တယ်သင်ဖះရှိမှာကိုယ့်ရဲ့ဖြစ်ခြင်းအမှန်ကိုသင်သိပြီဆိုရင်သင်ကဖះရှိမှာဖះကိုအားကိုးတတ်တဲ့သူဖြစ်လာမှာဖြစ်တယ်ဟာလေလုယဆက်ပြီးတော့ကျွန်တော်တို့ကျမ်းစာထဲမှာဗာမြင်တွေ့ရလဲဆိုဖះခင်ကမောရှေကိုပြောတယ်မောရှေကတဲ့မြေကြီးပေါ်မှာရှေ့တို့အပေါင်းတို့အလွန်နှိမ်ချတဲ့သူဖြစ်တယ်တဲ့ဖះခင်ကမောရှေကိုအလွန်နှိမ်ချတယ်လို့ပြောတယ်မောရှေကဘယ်လိုလူမျိုးလဲဆိုရင်ဣဒေလလူယောက်ျားတိနာ6သိန်းကိုဥဆောင်တဲ့ခေါင်းဆောင်ကြီးဖြစ်တယ်မိန်းကလေးနဲ့ကလေးအပါဆိုရင်ခမ်းမန့်ချင်2တန်းဖြစ်တယ်အဲ့ဒီလူပေါင်းတလောက်မြောက်များစွာကိုဥဆောင်တဲ့ခေါင်းဆောင်ကြီးဖြစ်တယ်တနေ့ကျတော့သူကဣဒေလလူမျိုးတွေအေဂရုပြည်ကျွန်းခံရနေရာကနေပြီးတော့သူကခေါ်ထုတ်လာတယ်တနေ့မှာတိနာတောင်မှာရောက်တယ်တိနာတောင်ရောက်တဲ့အခါမှာဖះခင်ကသူ့ကိုဆက်ပြောတယ်ဒီတိနာတောင်ကနေနိုးနဲ့ပြည့်ရည်စီးတဲ့ပြည်ကိုဆက်သွားဖို့တဲ့သူပြောတယ်အဲ့လိုမျိုးပြောတဲ့အခါမှာဖះကဘာပြောလဲဆိုမောရှေကိုဥဆောင်ပြီးတော့သွားခိုင်းတယ်ဒါပေမဲ့ငါကိုယ်တိုင်မလိုက်ဘူးတဲ့ဖះခင်ကအဲ့လိုမျိုးပြောတဲ့အခါမှာမောရှေရဲ့တုံးပြန်ချက်ကဘာလဲဆိုအရန်ကောင်းတယ်မောရှေကဘယ်လိုတုံးပြန်လဲဆိုကိုတော်တိုင်မလိုက်ရင်မသွားဘူးတဲ့မောရှေကသိတယ်ဖះမပါရင်မဖြစ်နိုင်ဘူးဆိုမောရှေကောင်းသိတာဖြစ်တယ်ဟာလေလုယတခါတလေလူတွေကကိုနည်းနည်းသိလာတဲ့အခါကိုနည်းနည်းလုံနိုင်လာတဲ့အခါကိုနည်းနည်းအောင်မြင်လာတဲ့အခါကိုနည်းနည်းတော်လာတဲ့အခါမှာဖះကိုမအားကိုတော့သူတို့အစွမ်းအစကိုပိုအားကိုလာသူတို့အရင်အချင်းကိုအားကိုလာမောရှေကတော့မဟုတ်ဘူးဖះမပိုင်မသွားဘူးတဲ့ဟာလေလုယပြီးမောရှေက तू မလောက်တတ်တာမဟုတ်ဘူး तू မဥဆောင်တတ်တာမဟုတ်ဘူးခန္ဓာဒီကနေပြီးတော့ခေါ်ထုတ်လာပြီးပြီဆက်မဥဆောင်နိုင်တော့တာမဟုတ်ဘူး तू မဥဆောင်နိုင်တယ်ဒါပေမဲ့ तू ဘလောက်ပဲလုံနိုင်မစေသူ့ကို तू သူ့ရဲ့အရင်အချင်းအစွမ်းစားနဲ့မဥဆောင်ပဲနဲ့ဖះကိုပဲအားကိုးတယ်နှိမ်ချတဲ့သူကအမြဲတမ်းဖះကိုအားကိုးတာဖြစ်တယ်ဟာလေလုယနှိမ်ချတဲ့သူကဘယ်တော့မှသူတို့အစွမ်းစားကိုအားမကိုးပြီးနှိမ်ချတယ်ဆိုတာကဖះမပိုင်မဖြစ်နိုင်ဘူးဆိုတာကိုသိချင်းပဲဖြစ်တယ်ဖះမပိုင်မဖြစ်နိုင်ဘူးဆိုတာကိုမောရှေကကောင်းသိတယ်အဲကြောင့်သူဖះမပါနဲ့ပဲနဲ့ဘာမလုပ်ဖះမပါဘဲနဲ့လှုပ်ဆောင်တဲ့သူကိုယ့်အစွမ်းစားကိုအားကိုးတဲ့သူဖះကိုအားမကိုးတဲ့သူကမာနကြီးတဲ့သူဖြစ်တယ်မာနကြီးတဲ့သူကိုကျမ်းစာတစ်ချက်မှာဘယ်လိုပြောထားလဲဆိုရင်ယာကုပ်အခန်းကြီး4အငယ်6ရဲ့ခါပိုင်းမှာစာမြေကျမ်းမှာပြောထားလဲဆိုဖះသခင်ဒီမာနထောင်ရတော့သူတို့ကိုစန့်ကျင်၍နှိမ်ချတော့သူတို့ကဂျေဇုတော်ကိုခံစားစီတော်မူ၏တဲ့မာနထောင်ရတော့သူတို့ကိုစန့်ကျင်တယ်တဲ့ပြီးနှိမ်ချတယ်တဲ့မာနထောင်ရတဲ့သူကိုဖះခင်ချီးမြှောက်လို့မရဘူးသူတို့ကိုဖះကမချီးမြှောက်တာကမကဘာဖြစ်လဲဆိုနှိမ်ချတယ်ပြီးမာနကြီးတဲ့သူကိုစမ်းကျင်တယ်စမ်းကျင်တယ်ဆိုတာဘာလဲဆိုသူတို့ဘက်မှာဖះတခင်မရှိဘူးမာနကြီးတဲ့သူရဲ့အဖက်မှာဖះတခင်မရှိဘူးနှိမ်ချတဲ့သူဘက်မှာပဲဖះရှိတယ်ဖះတင်ဘက်မှာမရှိဘူးဆိုရင်ဒီလှုပ်ဆောင်နေတော့အောင်မြင်ဖို့ဆိုတာမဖြစ်နိုင်ဘူးဖះရဲ့အခြားတစ်ဘက်မှာဘယ်သူမှမရတည်နိုင်ဘူးဖះရဲ့တစ်ဘက်မှာရတည်တဲ့သူကမာနကြီးတဲ့သူဖြစ်တယ်ပြီးရင်မာနကြီးတဲ့သူကသေချာပေါက်သူရဲ့ဘဝအစာရောသူ့ဘဝအလေရောသူ့ဘဝအဆုံးရောရှုံးနေခြင်းနဲ့ပဲအဆုံးသားရလိမ့်မယ်အဲကြောင့်ကျွန်တော်အတက်တာထဲမှာနှိမ်ချခြင်းကိုရွေးချယ်ဖို့လိုအပ်တာဖြစ်တယ်သင်ဘလို့အချင်းတွေဖះခင်တင့်ကိုချီးမြှောက်တဲ့အချင်းဖြစ်စေမချီးမြှောက်တဲ့အချင်းဖြစ်ပါစေနှိမ်ချခြင်းနဲ့အသက်ရှင်ဖို့လိုအပ်တာဖြစ်တယ်ပြီးဒီမှာဆက်ပြီးပြောထားတယ်နှိမ်ချတဲ့သူကိုတော့ဂျေဇုတော်ခံစားစီတယ်တဲ့တဘောကဘာလဲဆိုရင်နှိမ်ချတဲ့သူကိုဖះခင်ကောင်းကြီးပေးတယ်နှိမ်ချတဲ့သူကိုဖះခင်ချီးမြှောက်တယ်နှိမ်ချတဲ့သူကိုဖះခင်ကမျက်နှာသာပေးတာဖြစ်တယ်အဲ့တော့တင်းအတက်တာထဲမှာဖះခင်ရဲ့ချီးမြှောက်ခြင်းဖះခင်ရဲ့အသုံးပြုခြင်းကိုခံရဖို့တဲ့ဖះခင်ရဲ့ရှေ့မှာနှိမ်ချတဲ့သူဖြစ်ဖို့လိုအပ်တယ်ဆိုတာကိုဒီနေ့နှုတ်ကပတ်တော်အဖြစ်ကျွန်မဝင်ရတဲ့ခံပေးခြင်းနဲ့အရောက်ချင်းစီတိုင်းပေါ်ဖျားရှင်ထူကောင်းကြီးပေးပါစေအာမင်